Oh, how long on ya oh jamia Myanmar hello it trees at the dinya Yazune sase Visa kere တကမာလောင်းကတမိုးထားရတဲ့ရှေးအောင်အမွေအနှစ်နယ်မြေတစ်ခုစစ်မှတ်ဖြစ်ပွားရနေရာတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါဘာတွေဆက်ဖြစ်နိုင်မလဲဒီတစ်ခေါက်မှာတော့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအသင်းနှလုံးလက်တောင်တင်ဆက်ခေါ်ကြတဲ့ပကံညောင်ဦးဒေသမှာဖြစ်ပေါ်နေတဲ့စိုးရင်စရာအခြေအနေကိုအရင်အမြင့်ကြီးခင်နဲ့တက်ရိုက်ကောင်းတော့ပြောအချက်ကြည့်အောင်ပါဟုတ်ပြီအရင်ဆုံးဒီဒေတာကမြေပုံပေါ်မှာဘယ်နေရာလောက်မှရှိတယ်လဲဆိုတာကြည့်လိုက်အောင်ပကံညောင်ဦးဒေသဟာဆိုရင်မလဲတိုင်းထဲမှာတည်ရှိပြီးတော့မြန်မာယဉ်ကျေးမှုရဲ့အသင်းနှလုံးလို့ပြောလို့ရတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့အခုချိန်မှာတော့ဒီလိုတန်ဖိုးထားရတဲ့နေရာဟာကပ္ပအမွေနှစ်နေမြေဆိုတဲ့အခြေအနေကနေပฏิပက္ခအဆုံးတစ်ခုအဖြစ်ကိုဝမ်းနဲ့ဖွယ်ပြောင်းလဲသွားခဲ့ပါပြီဒီပြောင်းလဲကပဲဒီတင်းဆက်မှုရဲ့အဓိကအကြောင်းရဖြစ်လာပါတယ်ဆိုတော့အခုဖြစ်နေတဲ့ပฏิပက္ခတွေကိုတကယ်နားလည်နိုင်ဖို့ဆိုရင်လေဒီမြေနေရာရဲ့တန်ဖိုးကိုအရင်ဆုံးပြန်ကြည့်ဖို့လိုတယ်ဒါတခြားနေရာတွေနဲ့မတူတက်ကပါလုံးကအတိမဖြူထားတဲ့တန်ဖိုးဖြတ်လို့မရတဲ့အမွေနှစ်တစ်ခုပါUNESCO အရောင်ကမ္ဘာအမွေအနှစ်နေရာဖြစ်ထမှတ်ထားရတယ်ဆိုတာကဒီမှာရှေးဟောင်းစီဒီပထိုးတွေထောင်းနဲ့ချီပြီးရှိနေလို့ပဲဆိုတော့အခုဖြစ်နေတဲ့ပฏิပက္ခတွေကဒေသခံနေတဲ့ပဲမဟုတ်တော့ဘူးတကဘာလုံးအတွက်ပါညမျိုးရှာခြေခွဲရှာဖြစ်လာတာပေါ့ဒီလောက်တန်ဖိုးရဲ့နေရာမှာဘာတွေဖြစ်ခဲ့တာလဲအဓိကတော့စစ်ကြောင်းတွေချီတက်လာတာနဲ့မြအရင်ကငင်းကြမ်းခဲ့တဲ့ဒီဒေသဟာမတည်ငြိမ်မှုတွေထက်ကိုတထေးပြီးနှိမ့်မြုပ်သွားခဲ့တာပါပဲဒီချိန်စရာကိုတစ်ချက်ကြည့်လိုက်ရအောင်စစ်စင်ရေးတွေဟာတော်တော်လေးကိုစနစ်တကျလှုပ်ဆောင်ခဲ့တာကိုတွေ့ရမှာပါဇန်နဝါရီလအစပိုင်းရနနေရီအတွင်းမှာရွာတရွာပြီးတရွာဝင်ရောက်စီးနှင်းပြီးမီးရှို့ဖျက်ဆီးခဲ့တာတွေတွေ့ရတယ်ဒီလိုလုပ်ရက်တွေကြောင့်ဒေသတစ်ခုလုံးကိုထိတ်လန့်သွားစေခဲ့တာပေါ့စစ်ကြောင်းတွေကတော့ပြန်ဆုတ်သွားပြီလို့ဆိုပေမဲ့သူတို့ထားခဲ့တဲ့ကြောက်တရားလာတော့အခုထိရှိနေတော့ပဲအဲ့စစ်စင်ရေးရဲ့တိုက်ရိုက်အကျိုးဆက်ကတော့မီးလောင်ပြင်စစ်သွားတဲ့ရွာတွေပါပဲဒါကဒေသခံလူတို့အပေါ်မှာတက်ရောက်ခဲ့တဲ့အရန်ကိုဆိုးရွားတဲ့အကျိုးဆက်တွေပေါ့ဒီကနန်းကိုစဉ်းစားကြည့်ပါ90ကျော်ဒါကစည်ရင်တဲ့ကကင်းကနန်းတစ်ခုမဟုတ်ဘူးနော်ဒီကနန်းရဲ့နောက်ွယ်မှာမိသားစုတွေသူတို့ရဲ့ဘဝတွေအိမ်မက်တွေအမတ်တရားတွေအားလုံးပြားကျသွားခဲ့ရတာပြလေဒီလိုဖြစ်စီမှုတွေကရွာတွေမှာကြည့်ခဲ့တာမဟုတ်ဘူးဒီမှာကြည့်လဝဲဇီးဆိုမယ်ကြောက်ပြန်ကန်ရွာတွေများကြီးပဲဒါကိုကြည့်ရင်ကိုသိနိုင်တယ်ဒီစစ်စင်ရေးကဘလောက်ထိကြဲကြဲပြန့်ပြန့်ပြစ်မှတ်ထားခဲ့လဲဆိုတာကမောဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးမီးရှို့လာတဲ့အပြင်ဒေသခံတွေရဲ့ကြောပြချက်အရာဆိုရင်သူတို့ပိုင်ပစ္စည်းတွေကိုလူရက်တာတွေပြီးတော့ဘာမှညာမှမသိလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်တာတွေလည်းရှိခဲ့တယ်ဆိုတော့ဆုံးရှုံးမှုတွေပေါ်မှာကြောက်ရွံ့မှုတွေကိုပါထပ်ဆင့်ပေါင်းထည့်လိုက်တယ်လို့ပါပဲဒီလိုအိုးအိမ်တွေပစ္စည်းတွေဆုံးရှုံးရုံတည်းမကဘူးလူတွေရဲ့ဘဝတွေပါပြောင်းပြဖြစ်သွားရတယ်အဲ့ဒါကတော့တပြည့်တင်ရှောင်နေရတဲ့ပြည်သူတွေရဲ့ကြောင်းပါပဲဒါတကယ်ကိုကြီးမားတဲ့လူသားချင်းစာနာမှုဆိုင်ရာထိခိုက်ဆုံးရှုံးမှုတစ်ခုပါလူဦးရေ2000ကျော်စဉ်းစားကြည့်ဒါကမြို့ငယ်လေးတစ်မျိုးစားလောက်ရှိတဲ့လူဦးရေနော်ဒီလောက်များတဲ့လူရဲ့အားလုံးသူတို့ရဲ့အိမ်သူတို့ရဲ့ရက်ရွာကိုစွန့်ပြီးထွက်ပြေးနေကြရတာဒီခင်းကနန်တစ်ခုတည်းနဲ့တင်ဒီဒေသရဲ့လူသားချင်းစာနာမှုအကျပ်တဲကဘလောက်တောင်ကြီးမားနေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ညာဦးဒေသတစ်ခုတည်းမှာတင်ရွာပေါင်း20ကျော်ကလူတွေအခုချိန်မှာဘယ်ရောက်နေကြလဲဆိုတော့အနီးနားကတောတောင်နေတဲ့လူသူဝဲတဲ့နေရာတွေမှာဘေးလွတ်ရာကိုရှာပြီးပုန်းရှောင်နေကြတော့ပဲကင်းကနန်းနေစိုင်းနေပြောနေတာအထက်တကယ်လူသားတယောက်ရဲ့ခန်းစားချက်ကိုနားထောင်ကြည့်အောင်ဒေသခံတယောက်ကဒီလိုပြောခဲ့တယ်သူတို့ပြန်လာမှာကိုကြောက်တယ်ကျွန်တော်တို့တော်ထဲမှာပဲဖုံးနေရတော့မယ်တဲ့ဒီစကားလေးတစ်ခွန်းကအရာလုံးကိုပြောပြနေသလိုပဲထပ်ပြီးနေရတဲ့လူတွေရင်းထဲကအစိုးမရှိတဲ့အကြောက်ကြီးအားနဲ့မေးရတဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းမြင်တာစီပါတယ်ဆိုတော့ဒီလိုအခြေအနေဒီအားလုံးကိုခြုံကြည့်လိုက်တဲ့အခါအနာဂတ်ကတကယ်ကိုမရရတော့ဘူးဒါကဒီဒေသကလူတွေအတွက်တင်မဟုတ်တော့ပဲတနိုင်နယ်လုံးရဲ့အမွေအနှစ်တွေပါစိုးရင်စရာမေးခွန်းတစ်ခုဖြစ်လာနေပါပြီတကယ်တော့ဒါကအရန်ကိုဝမ်းနည်းစရာကောင်းတဲ့ irony တစ်ခုပဲလေလူသားမျိုးရဲ့အားလုံးအတွက်ထိန်းသိမ်းရမယ့်ကမ္ဘာအမွေအနှစ်နေရာတစ်ခုပါအခုတော့အဲ့ဒီနေရာမှာနေထိုင်တဲ့ကိုလူမျိုးတွေအတွက်ပဲကြောက်စရာတွေအိုးမဲ့အမဲ့ဖြစ်စရာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပြီအခုလိုအချက်လက်တွေအားလုံးကိုတီးပြီးတော့တဲ့နောက်မှာတော့အားလုံးရဲ့စိတ်ထဲမှာမေဟွန်းကြီးတစ်ခုကြံ့ကျင်ပါပါဒီမေဒီလူတွေရဲ့အနာဂတ်ကဘလို့ဆက်ဖြစ်မှာလဲကမ္ဘာကကြံပိုးထားတဲ့အမွေအနှစ်တွေရဲ့ကံကြမ္မာကတော့ဒီလိုမေးရမှုတွေကြားထဲမှာဘလို့ဆက်ရှိနေမလဲဒါကတော့တကယ်ကိုအဖြေရှာရမယ်စဉ်းစားစရာမေးခွန်းတစ်ခုပါပဲ
အိုမပြောင်းပြရနေတိုင်းပဲမဟာချီမြလေတော့တမိုင်းကြောင်များဒီမြေကြီးမှာမင်းတရားနော်ရထားကျေးဇူးများဒီမြေကြီးထမ်းမှာဒီမြေဟာတို့ရရဲ့နှလုံးသားဝိညာဉ်ပဲအားလုံးရဲ့ပကံမဟာဘုရားသာသနာလင်းတမ်းများထိန်နေကြီးကယဟန်မြတ်ရဟန်ထုံကြီးကသာသနာလေးရောင်ဒီမြေဟာတို့ရဲ့နှလုံးသားဝိညာဉ်ပဲအားလုံးရဲ့ပကံတို့အားလုံးရဲ့ပကံမဟာမြတ်မောင်ရဲ့အားလုံးရဲ့ပကံပထမဆုံးသောတို့နိုင်ငံ